ပြန်နေကြပြန်ပြီနော်ဒီနေ့မှာတော့လူစီကားပြီးတော့တော်လာရေးအတွက်လွယ်ကူတဲ့တောင်းကလာပါမျိုးနဲ့ကျတူလမ်းမပေါ်မှာရှိတဲ့ရှာပါကွန်တိုနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်ဒီနေရာကတော့ဝေဇင်ယနာလန်စီတီမက်အနီးမှာနေရှိပြီးတော့မြစ်တာလမ်းမကြီးနဲ့လည်းထဲပေါက်တယ်နော်ဝေဇင်ယနာလန်သူ့မင်္ဂလာလမ်းနဲ့ရတနာလမ်းမကြီးတို့နဲ့လည်းအချိန်လိုအတွင်းသွားလာလို့ရနိုင်တဲ့ကျန်းချင်းကြကြနေရာကောင်းလေးပဲဖြစ်ပါတယ်ရှင်ဒီတိုက်က BBC ကြပေးတာတိုက်တစ်ဖြစ်တယ်လို့24နာရီဒလိကစနစ်လဲပါဝင်ပါတယ်။ Solar battery နဲ့တက်ဆင်ထားလို့မိပြက်လို့ရှိရင်လည်းအပေါ်တက်အောက်ဆင်းအတွက်လုံးဝစိတ်ပူစရာမလိုပါဘူး။ကပ်ပောက်ကင်အတွက်လည်းအစင်သစ်စီစဉ်ပေးထားပါရဲ့ရှင်။အကျဉ်းဝန်းနေနဲ့18ပေ54ပေရှိပြီးတော့8လောက်မှရှိရတဲ့အတွက်လေဝင်ဖက်မကောင်းမှစိတ်မပူရဘူးเนาะ။ကျန်းမြင်ကိုလည်း SPC ရေဆိုကန်ကြွေပြရေးသုံးပေးထားသေးရဲ့။ TV စင်လိုက်ကိုင်လည်းပါရတဲ့ကြောင့်မလို့အသင့်တက်နေုံပဲเนาะ။ဒီဘက်ရဲ့ညာဘက်ချမ်းလေးမှာလည်းဖျားစင်လေးလည်းထည့်ပေးထားသေးရဲ့။ဒီအိမ်ရဲ့အခန်းဖွဲ့စည်းပုံတွေကတော့စင်ငယ်ဘရုံနဲ့မာချာဘရုံဆိုပြီးတော့နှစ်ခန်းဖွဲ့ပေးထားတယ်။မှတ်တင်ကုန်းနဲ့နေရန်ကပ်ဗီဒီယိုတွေကတင်နီကိုလည်း quality ကောင်းကောင်းလေးသုံးပေးထားသေးတယ်။အဲကုန်းလည်းတစ်ခါရဲ့တက်ဆင်ထားပြီးသားနော်။အခုမြင်တွေ့နေရတဲ့အတိုင်း kitchen ကိုလည်းအင်ရှင်မတွေအကြိုက်ကပီနက်လှလာတွေသုံးပြပေးထားသေးတယ်။ရေခဲတက်တာရေပူရေအေး pressure pan တွေလည်းအကုန်ပါပါတယ်။မိပြတ်လို့ရှိရင်လည်းအသုံးပြုလို့ရအောင် solar နဲ့ battery ကိုလည်းတွဲပြီးတော့တက်ဆင်ပေးထားတဲ့အတွက်တကယ်ကို perfect ပဲပေါ့ဒီအိမ်လေးရဲ့ထိုးချက်ချက်ကတော့လုံးချင်းများတဲ့ပတ်ဝန်းကျင်ဖြစ်လို့ view ပိတ်တာမျိုးမရှိပဲ city view ကိုအပြည့်အဝခံစားမှာဖြစ်ပါရှင်ဒီတောင်းကလာရဲ့ရှာပန်းကွန်တိုနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိရှိလိုပါကတထားတို့ရဲ့ Korea Dream Property Hotline Number 3990300363ကိုအခုပဲဆက်သွယ်လိုက်ပါတော့နော်